အခန်းကြီး4အငယ်1မှ8အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသောဘုရားအကျွန်ုပ်ခေါ်သောအခါနားထောင်တော်မူပါအကျွန်ုပ်သည်ဆင်းရဲစဉ်တွင်ကိုယ်တော်သည်ချမ်းသာပေးတော်မူပြီယခုလည်းသနား၍အကျွန်ုပ်၏ပဌနာစကားကိုနားထောင်တော်မူပါအချင်းလူသားတို့အဘယ်မျှကာလပတ်လုံးငါ၏ဘုန်းကိုရှုံချကြမည်နည်းဘယ်မျှကာလပတ်လုံးအနတ္တကိုနှစ်သက်၍မုသာကိုလိုက်ရှာကြမည်နည်းထာဝရဘုရားသည်မိမိသန့်ရှင်းသူကိုရွေးထားတော်မူသည်ကိုသိမှတ်ကြလော့ငါခေါ်၍လျှောက်သောအခါထာဝရဘုရားသည်နားထောင်တော်မူလိမ့်မည်ကြောက်ရွံ့တုန်လှုပ်၍ဒုစရိုက်အပြစ်ကိုရှောင်ကြလော့အိယာပေါ်မှာကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးစဉ်းစား၍တိတ်ဆိတ်ခြင်းရှိကြလော့တရားသဖြင့်ယဇ်ပူဇော်၍ထာဝရဘုရားကိုကိုးစားကြလော့ကောင်းမွန်သောအရာကိုငါတို့အားအဘယ်သူပြမည်နည်းဟုမေးတတ်သောသူအများရှိပါသည်ဖြစ်၍အိုထာဝရဘုရားမျက်နှာတော်အလင်းကိုအကျွန်ုပ်တို့အပေါ်မှာပေါ်ထွန်းစေတော်မူပါသူတို့၌ဆန်စပါးစပျစ်ရည်ပေါ်များ၍သူတို့ဝမ်းမြောက်ခြင်းရှိသည်ထက်အကျွန်ုပ်ကိုသာ၍ဝမ်းမြောက်စေတော်မူ၏ငြိမ်ဝပ်စွာအိပ်၍ပျော်ပါမည်အကြောင်းမူကားကျွန်ုပ်သည်လုံခြုံစွာနေရသောအခွင့်ကိုကိုယ်တော်အရှင်ထာဝရဘုရားသာလျှင်အခွင့်ပေးတော်မူ၏